အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်နေတာကတော့တာကီတာမြို့မ73လမ်းမှာပါအဲ့တော့ဒီအိမ်မှာကဘယ်သူရှိလဲဆိုတော့ကျွန်တော်တို့ Alchemac ရေတန်းဆက်ကိုတက်ဆင်ထားတာ9လကျော်ပြီဖြစ်တဲ့ customer တယောက်ရှိပါတယ်အဲ့တော့သူဒီ Alchemac ရေကိုတောက်နေတဲ့အချိန်မှာဘာတွေထူးခြားလဲပြီးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကျိုးတွေရလဲဆိုတာကိုကျွန်တော်မေးမှာဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ပေးပါအောင်မင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါမေဟုတ်ကဲ့ပါအဲ့ဆိုကျွန်တော်တို့ကိုတို့ပေါ့နော်ဟို Alchemac ဆင်ထားတဲ့နေရာလေးကြည့်လိုက်မယ်နော်ဟုတ်ကဲ့ပါလိုက်ကြမယ်နားပါတော့ကဲကြည့်ပါနော်တကယ်ကိုတတ်ရရနဲ့နော်ဒီချာလေးဆင်ထားတာကောင်းလိုက်တာစိတ်ချမ်းသာတယ်နော်ကြည့်ရတာโอเคအဲ့တော့ပထမဆုံးညီမလေးရဲ့နာမည်လေးနဲ့အလုပ်ကိုင်လေးမိတ်ဆက်ပေးပါဦးဟုတ်ကဲ့ပါညီမရဲ့နာမည်ကတော့ marketing မျိုးဖြစ်ပါတယ်ညီမကကြတော့ဒီ online shop လေးလုပ်တယ်နောက်ပြီးတော့ site ရေးစီးဖြန့်တယ်ညီမမျိုးသားကကျတော့ Facebook company ထောင်ထားတယ်ပေါ့နော်ဟုတ်ကဲ့ပါလုပ်နိုင်နေတဲ့အကောင့်နဲ့အဲ့တော့ပထမဆုံးမေးချင်တာကဒါဆိုရင်ညီမလေးကအိမ်တော်လည်းရှိပြီးသွားပြီကလေးရရှိတာဟုတ်ကဲ့ရှင်ဒီ3ယောက်ရှိပါတယ်3ယောက်ရှိတယ်โอเคအဲ့ဆိုရင်ဒီ Alchemac ဆက်ကိုတက်ပြီးသွားတဲ့အချိန်မှာညီမလေးတို့ဒါဒီရေကိုတောက်တယ်ဘာတွေထူးခြားလဲပေါ့ညီမလေးတို့မိသားစုရဲ့ကျန်းမာရေးဘာတွေထူးခြားတာလဲပြောပြပေးပါဦးဟုတ်ကဲ့ကိုကျန်းမာရေးနဲ့ပတ်သက်လို့ကတော့အဓိကထူးခြားတာတော့ညီမရဲ့မျိုးသားကဒီမတည့်တဲ့အစားအစာစားပြီးလို့ရှိလို့ရှိရင်သူကသွေးတိုးတယ်ခေါင်းနောက်တယ်ပေါ့နော်ဒါပေမဲ့ဒီအခုနောက်ပိုင်း၄-၅လအတွင်းမှာမတည့်တဲ့အစားအစာစားမိလည်းပဲသွေးတိုးတာခေါင်းနောက်တာမတွေ့ရဘူးပေါ့နော်နောက်တစ်ခုကကျတော့ဘာထူးခြားလဲဆိုရင်ညီမရဲ့သားလေးကရင်တော့ဆိုလို့ရှိရင်ဒီဘက်ကခဏခဏအောင်နေတစ်လတစ်ခါနှစ်လတစ်ခါလောက်ကိုစီကံပြတယ်ဒါပေမဲ့အခုနောက်ပိုင်းဘန်းအောင်တာကိုလုံးဝပြောတတ်မကြတော့ဘူးဒီမှာစီကံလည်းမသွားရတော့ဘူးဒါကတော့အဓိကဒါသိရတဲ့ချက်တွေပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ပါအဲ့တော့ညီမလေးသားလေးဆိုရင်အသက်ဘယ်လောက်ဖြစ်သွားပြီအသက်က10နှစ်ပါ10နှစ်အဲ့ဆိုသူအများနဲ့ဘိုက်အောင်နေဥစ္စာဒီရေကိုတောက်တဲ့အချိန်ကာလဘယ်လောက်အကြာမှာအဲ့လိုလေးထူးကြတာလဲအချိန်ကာလဘယ်လောက်ကြာလဲဆိုတော့ဒီမှာစိတ်ထဲမှာတောက်ပြီးတော့3လလောက်မှာ3လလောက်မှာသူဘိုင်းအောင်တာကိုလေလုံးဝမတွေ့ရတော့ဘူးဟုတ်တယ်သူကဒီ Alchemac ရေတန်းဆက်ကထွက်တဲ့ရေပေါ့နော်ကိုတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ acid ဓာတ်တွေကိုသူကခြေဖြတ်ပေးတာဟုတ်ကဲ့အရန်သိတာတယ်ညီမလေးနောက်ပြီးတော့သူကပုံမှန်တောက်တယ်ဆိုရင်ညီမလေးဝမ်းမှာမှန်လာလိမ့်မယ်ဝမ်းလည်းမှန်လာတယ်အဲ့လိုလေးရှိတယ်အဲ့တော့ညီမလေးနောက်တစ်ခုကဒီဆက်ကိုတက်တဲ့အချိန်တုန်းကညီမလေးဘာအခက်အခဲတွေရှိခဲ့လဲဟုတ်ကိုခက်ခဲရည်လုံးဝမရှိဘူးတက်ရတာလည်းလွယ်တယ်သူကဒီ space ချင်းချင်းလေးမှာပဲကိုရအလွယ်တကူတက်စင်လို့ရတယ်နောက်တစ်ခုကမီတာကလည်းမရှိတဲ့ခါကျတော့ညီမတို့ပုံထွက်ဝင်လည်းမရှိတော့ဘူးเนาะဒါအဓိကဒါတက်ဖြစ်တဲ့အကြောင်းရင်းအဲ့ဒါပဲပါတာပေါ့နော်ဟုတ်တယ်နော်ဒါဘယ်လိုလက်စစ်မီလည်းမလို့เนาะကြည့်ုံနေရာလေးရတယ်ချင်းချင်းလေးဟုတ်တယ်ချင်းချင်းလေးပဲရမ်းစင်တည်တယ်တက်တာခဏလေးနဲ့ပဲပြီးဟုတ်ပါဒီတစ်ခါကိုသိကျင်တာပေါ့เนาะအခုဒီ Alchemac ဆက်ကိုညီမလေးကဘယ်ကနေသိပြီးတော့ဘယ်လိုအကြောင်းကြောင့်တက်ဆင်ဖြစ်သွားတာလဲဟုတ်ကဲ့ပါကိုညီမရဲ့တကယ်ချင်းကနေပြီးတော့Alchemac ရေတန်းဆက်မိတ်ဆွေကိုတက်ခိုင်းတာပေါ့နော်အဲ့လိုတက်ခိုင်းတဲ့ခါမှာညီမကသွားတက်တော့အဲ့ဒီမှာစမ်းတက်ပြတဲ့ဟာကိုကြည့်ပြီးတော့ကိုကသဘောကျတယ်သဘောကျတော့အဲ့ဒါနဲ့ရောက်တော့တကယ်ချင်းရေးတော့ငါဒီဆက်ကိုစိတ်ဝင်စားတယ်လို့ဆိုတော့တကယ်ချင်းကအိမ်မှာလာပြီးတော့ထပ်ပြီးတော့စမ်းတက်ပြတယ်အဲ့လိုစမ်းတက်ပြတဲ့အခါမှာညီမတို့ဒီမှာအိမ်မှာသုံးတဲ့ဘုံပိုင်းကြီးပေါ့နော်ဒီစေးကြောတဲ့ရေကဒီ Alchemac ဆက်ကိုဖြတ်လိုက်တဲ့အခါမှာကမ္ဘာအဆင့်မီAlkaline water ဖြစ်သွားတဲ့အခါမှာညီမကညဝါထင်နေပြလိုက်ရတော့အရှမ်းသဘောကျတယ်အားဆောင်လို့တက်ဖြစ်သွားတာပါAlchemac ဆက်ကနေပြီးတော့ဓာတ်ရိုက်ထွက်တဲ့ရေကိုတောက်တာနဲ့ရေခဲတစ်တာထဲမှာထားပြီးတော့တောက်တာနဲ့ဘလို့အာနိသင်ကကွာသွားလဲပြောပြပါဦးရေခဲတစ်တာတွေကိုထည့်တောက်တဲ့အခါမှာတော့ရေရဲ့အကျိုးအာနိသင်ကတော့ပြတ်မသွားအောင်ရှင်ဒါပေမဲ့ရေရဲ့ငကိုမူလအရာတာနဲ့သူ့ရဲ့နုညံ့တဲ့ခံစားချက်တွေတော့အငြင်းငယ်ရောက်သွားတယ်လို့ညီမခံစားမိလို့ရှင်အဲ့ဆိုရင်ညီမလေးကနောက်ဆုံးမေးချင်တာဟိုညီမလေးဒီ Alchemac ရေကို
တောက်တယ်တောက်တာအပြင်ပေါ့ညီမလေးတခြားဘယ်လိုနေရာတွေမှာအသုံးပြုသေးလဲကိုသိချင်တယ်တောင်းတာပေါ့ကိုညီမတို့ကဒါကိုတောက်ရည်အပြင်ကိုညီမတို့ဟင်းသီးရွက်တွေဆေးတဲ့အခါမှာဟင်းသီးရွက်မှာပါလာတဲ့ဓာတုတက်ကျွန်းတွေကိုသူကတန့်စင်ပေးနိုင်တယ်ပြီးတော့အသားငါးတွေရဲ့အငြိနဲ့အောင်လည်းအလွယ်တကူပျောက်ကင်းစေနိုင်တယ်ဒါအပြင်ဒီအကောင်လိုင်းရေရပေါ့နော်ညီမတို့သူအစားတောက်ချက်တဲ့နေရာမှာပို့ပြီးတော့အရသာရှိတယ်လို့ခံစားရတော့ညီမကဒီထမင်းချက်တဲ့နေရာမှာတွေဟင်းချက်တဲ့နေရာမှာတွေမှာအကုန်သုံးတယ်နောက်တစ်ခုအရန်ကြိုက်တဲ့အချက်တစ်ချက်ကညီမကအဲ့ဒီအကောင်လိုင်းဝါတာနဲ့မျက်နှာတက်တာအဲ့ဒီမျက်နှာတက်တဲ့အရာကအရန်ကြိုက်တယ်ညီမအရင်တော့ဆိုလို့ရှိရင်မျက်နှာတီးဆုံးအစီပြန်နဲ့ချွေးပေါက်ကျဲတယ်အခုဒီအကောင်လိုင်းဝါတာနဲ့မျက်နှာတက်တာ6လပိုင်းကနေစတက်တာဆိုတော့ညီမကဟောပေါ့9လလောက်ရှိပြီပေါ့နော်အဲ့ဒီ9လအတွင်းမှာမျက်နှာချွေးပေါက်တွေကျင်းတယ်အစီလေးနည်းနည်းလေးပဲပြန်နေစုံပဲရှိတော့တယ်လုံးဝ smooth ဖြစ်တယ်ပေါ့နော်မျက်နှာလေးကလေအဲ့ဒီရတာကတော့တကယ်ကိုရမ်းကြိုက်တာပေါ့နော်ဝမ်းသာလိုက်တာကဲပါလေးတို့ကတော်တော်လေးကိုအဆင်ပြေပြေတက်ဆင်ထားတာပဲဒီပိုင်းမှာလေးကျေးဇူးများတင်ပါတယ်အခုလိုမျိုးအချိန်ပေးပြီးတော့ညီမလေးရဲ့ကိုယ်တွေ့တွေဖြည့်ချပေးတာလည်းကျေးဇူးများတင်ပါတယ်ညီမလေးတို့မိသားစုဒီ Alchemac ရေသန့်ကိုတောက်ပြီးတော့ဒီထက်ပိုပြီးတော့ကျန်းမာပါစေဒီထက်ပိုပြီးတော့စီးပွားတွေတိုးတက်ပါစေလို့ဆုတောင်းပေးပါတယ်ဒီကဲဆိုနေဖြစ်ပါစေ